နှစ်20စာပေနေတဲ့ကရှတ်တာကိုရိုင်းကြီးကဗျာတောင်တာမဂ္ဂဇင်းမှာနွေနယ်မြင့်ငယ်ဆိုတဲ့ကလောင်နဲ့ရေးဖွဲ့ခဲ့တယ်ရင်နှင်းပြေကဗျာစစ်တဘာဝလူသားပါဟုရှင်တန်မှုဖြင့်တခုဘဝရယူကြရင်သူကတင်းမှန်ဒေါသထံပြအမှန်ဘေးမှမိုက်နေလေရဲ့စာနာခြင်းမှာတရားပါဟုသူငါသိနေဆွဲမြဲစေလေမသွေလွဲစေအတ္တတွေဖြင့်သူလေစကဲပြင်းထန်မြင်မှုလွဲလို့ကွဲဖို့ဖန်ကြပြီလူတဘာဝမှန်အတ္တများကိုကစထားကောင်းမှုများအောင်စပွားဆောင်ပြုကြံဆောင်မှုဖြင့်ယခုနေစွဲအလှကဲအောင်မလွဲစွမ်းဆောင်မှုနဲ့စရမယ်ကျေးဇူးတင်ပါတယ်နှစ်ပေါင်း20စာပေနယ်ထဲမှာကျင်လည်ရင်ရစ်ဖွဲ့ခဲ့တဲ့သတင်းများကိုပြန်လည်မျှဝေခြင်းပေါ့ဗျာကြပြနှလုံးသားနဲ့ငြိမ်းချမ်းကြပါစေအားလုံးစာပေချစ်စိတ်နဲ့လှပသောဘဝကိုတည်ဆောက်နိုင်ကြပါစေငြိမ်းချမ်းမှုများနှစ်ဆပွားရှင်သန်သွားနိုင်ကြပါစေ